ကျမတို့ရဲ့အသားရည်ကိုအချိန်တိုအတွင်းမှာမြန်မြန်ဆန်ဆန်ထိထိရောက်နဲ့ပြုပြင်ပေးနိုင်မယ့် skin care မျိုးဆိုတာရှိလားအားလုံးမင်္ဂလာပါဒေါက်တာထားဖို့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော့ဒေါက်တာရှုဖြစ်ပါတယ်။ဒီနေ့မှာတော့ ampulate နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရဲ့အသားရည်ကိုအချိန်တိုအတွင်းမှာမြန်မြန်ဆန်ဆန်ထိထိရောက်နဲ့ပြုပြင်ပေးနိုင်မယ့် skin care မျိုးဆိုတာရှိလား။ဒီနေ့မှာဆိုရင်ကျမတို့ ampoule အကြောင်းကိုသိဖို့လိုလာပြီပေါ့နော်။ ampoule က serum နဲ့မတူတာကကြတော့ကျမတို့ကအချိန်အများကြီးယူကြရမလို့ပဲနဲ့အချိန်တိုအတွင်းမှာထိထိရောက် skin ရဲ့ problem တွေကိုဖြေရှင်းပေးနိုင်ပါတယ်။ကျမတို့ moisturizer ကိုသုံးနေဆိုလို့ရှင်ကြတော့နေ့စဉ်မနက်စာညနေစာစားသလိုပဲပေါ့နော်ကျမတို့ basic needs ဖြစ်တယ်ဒါပေမဲ့ဒီလို ampoule တွေကကြတော့ multivitamin C တွေလိုမျိုးကျမတို့ရဲ့ energy drink လိုမျိုးချက်ချင်းပဲမြန်မြန်ဆန်ဆန်နဲ့အသားရည်ကိုပြန်ပြီးလန်းဆန်းစေမယ့်ဟာမျိုးဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုမှာတော့ဒါပိုကအသစ်ထွက်ထားတဲ့ ampoule 5 မျိုးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။အသားရည်အမျိုးအစားတစ်ခုချင်းစီအလိုက်ဒီ ampoule တွေကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်။ဒါလေးကတော့ hyaluronic quenching လို့ခေါ်တဲ့ဟာပေါ့နော်။သူကတော့ dry skin တွေအတွက်အဆင်ပြေတဲ့ hyaluronic acid အဓိကပါဝင်တဲ့အတွက်ကြောင့်မလို့ရေဓာတ်ကိုဖြည့်ပေးနိုင်တယ်ပေါ့နော်။ဒီတစ်ခုကကြတော့ green tomato bromide လို့ခေါ်တဲ့ချွေးပေါက်ကိုကျင်းစေတဲ့ပြီးလို့ရှိရင်အဆီပြန်တဲ့ဟာလေးတွေကိုထိန်းချုပ်ပေးရပေါ့။ဒီတစ်ခုကကြတော့ black snail retinol A သူကတော့ anti aging အတွက်ကိုပို့ပြီးတော့အားတာတဲ့အရေးကြောင်းလေးတွေဖြစ်တာကိုရှော့ချပေးရဲပေါ့ဒါပေမဲ့ retinol ပါတဲ့အတွက်ကြောင့်မလို့သုံးနည်းမှန်ဖို့တော့လိုတယ်ဆက်စသုံးစားခြင်းမှာဆိုလို့ရှင်တော့သူ့ကိုရက်တိုင်းသုံးတာမျိုးမဟုတ်ပဲနဲ့2ရက်ခြားတစ်ခါ3ရက်ခြားတစ်ခါလောက်ပဲစသုံးစေခြင်းနဲ့တစ်ခါလေးမှာသုံးပြီးသွားပြီဆိုလို့ရှင်မျက်နှာမှာအရေခွန်လန်တာမျိုးအသားခြောက်တာမျိုးတွေတော့တစ်ခါလေးဖြစ်တတ်တယ်အဲ့ဒါလေးတွေကိုတော့သတိထားစေချင်ပါတယ်နောက်တစ်ခုကကြတော့ဒါလေးက panthenol 10% C calming ပေါ့နော်သူတော့ C ကပါတဲ့အတွက်ကြောင့်မလို့ calming အတွက်ကောင်းတယ်ပေါ့အသားရည်နီမြန်းရောင်ရမ်းနေတာတွေအတွက်ဆိုလို့ရှင်ဒီဟာလေးကကောင်းတယ်နောက်ဆုံးတစ်ခုကတော့ glutathione whitening glutathione ပါဝင်တဲ့အတွက်ကြောင့်မလို့အသားရည်ကိုအမဲဆက်လေးတွေမှိန်စေတယ်ပြီးလို့ရှိရင်မှဲ့ကြောက်လေးတွေကိုလည်းမှိန်စေတယ်ပေါ့နော်ဘယ်လိုသုံးရလဲဆိုတော့လေးပြပြမယ်နော်သုံးနည်းရလည်းလွယ်ပါတယ်ကျမတို့မျက်နှာတွေတက်ပြီးပြီဆိုလို့ရှိရင်ထိုနာရီပိုင်းသုံးမယ်ဆိုလည်းအရင်သုံးလိုက်ပေါ့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ ampoule ကိုမျက်နှာပေါ်မှာအဆက်ချပြီးလိမ့်မယ်ပြီးလို့ရှိရင်စိတ်ဝင်သွားတဲ့အထိပုတ်ပေးနေအောင်ပဲပေါ့နော်နေ့ဘက်မှာဆိုလို့ရှိရင်လည်း sunscreen လေးကိုတော့မမေ့မလျော့လိမ့်ဖို့လိုတယ်ကျမတို့ skin care အသစ်ကိုစသုံးမယ်ဆိုလို့ရှိရင်ဘလောက်ပဲလူတိုင်းနဲ့အဆင်ပြေတယ်ပြော skin care ကိုမျက်နှာပေါ်မှာမလိမ့်ခင်မှာလေဘင်းမှာအရင်လိမ့်တာဖြစ်ဖြစ် patch test လေးလုပ်ပြီးမှလိမ့်တာဖြစ်ဖြစ်တော့လုပ်စေချင်ပါတယ်။အဲဆိုတော့ ampoule ရဲ့အကြောင်းကိုရှင်းပြပြီးပြီပေါ့နော်။နောက်နေ့တွေမှာလည်း skin care knowledge နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါက်တာဒါဘိုအစီအစဉ်ကိုဆက်လက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။